ဒီနေ့သာသနာတော်နှစ်2569ခုနှစ်1300ကောဇာတန်း1385ခုနှစ်တပုရိလပြည့်ကျော်10တနင်္ဂနွေနေ့ည9နာရီခွဲ9နာရီ35လောက်ရှိသွားပြီစင်ကာပူနိုင်ငံစိန့်ချွန်ကျွန်းပေါ်မှာကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဥပနိဒေယအတိုင်းပြုလုပ်ကျင့်ပအပ်သော17ကြိမ်မြောက်မဟာစီဝိပဿနာအလုပ်ပေး9ရက်တရားစခန်းပွဲကြီးရဲ့ပထမဆုံးနေ့ဒုတိယကြိမ်တရားပွဲပေါ့ညနေ9နာရီခွဲမှာသူတော်ကောင်းများအတွက်မဇ္ဈိမနိကေဥပါလိတုတ်ကိုအခြေခံကဟောကြားအပ်သောစွမ်းအားကြီးမှစိတ်တရားဆိုတဲ့တရားတော်စွမ်းအားကြီးမှစိတ်တရားဆိုတဲ့တရားတော်မောကြားမနာကြားမိတရားပိုင်းရှင်ဖြစ်တော်မူတဲ့သုံးလောကထောထားသဗ္ဗညမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တို့ကိုရည်ရောပြီးတော့ပူဇော်ကြရအောင်ဘုရားရှင်တော်မပွင့်ပေါ်လင်ဒုတော်အမြတ်စိတ်ကောင်းထားလေဒီကကုသိုလ်အာကုသိုလ်နှင့်ထိုဘုံဘဝမတိကြများလှအပြစ်တွေဘုရားရှင်တော်ပွင့်ထွန်းပေါ်၍ဟောဖို့ညွှန်ကြားမြတ်တရားကြောင့်ဒီကကုသိုလ်အာကုသိုလ်နှင့်ထိုဘုံဘဝတိကြရများလှကျေးဇူးတွေကျေးဇူးကြီးမှမြတ်ဖရာဟောတော်ရှိခိုးပါ၏ဖရာကျေးဇူးကြီးမှမြတ်တရားဟောတော်ရှိခိုးပါ၏ဖရာကျေးဇူးကြီးစွာမြတ်တန်ဃာတိတာရှိခိုးပါ၏ဖရာရှိခိုးပါယဒီပုံညကြောင့်အာလုံးတတ္တဝါဘေးရန်ကွာချမ်းသာကြပါစေကရုဏာတိတလဟရယံပညာပိသောတာဝိဟတမောဟဓမ္မံသန္နရမရလောကကရုဏေတုကတံဂတိဝိမု क्त ံကရုဏာတိတလဟရယံမဟာကရုဏာတော်မြတ်အတွင်းဖြင့်လှလဖွေးလျာအင်းညာကြည်လင်စီပင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေထသောပညာပိသောတာဝိဟတမောဟဓမ္မံအရဟတမေပညာတိဟုသောစီမီအောင်ဖြင့်ဝိဇ္ဇာမှောင်တိုက်ကိုပယ်ဖြောက်တော်မူပေထသောသန္နရမရလောကကရုလူနဲ့တကွာတတ္တလောကအာလုံး၏မြို့ယုံဥခိုင်လေးမြတ်ပြုတိုက်သောဆရာတဆူလည်းဖြစ်တော်မူပေထသောဂတိမွေမောတံဒေဝမနုဿအနိရိယနှင့်ပေတတိရိသံလာယံရှိငါရံသောဂတိတို့မှလည်းထိုသဖြင့်ကင်းလွတ်တော်မူပေထသောသုကတံတကား6ခွန်းလူ၌ထွန်းလဲနှခုံးကိုသာကျိုးရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပေထသောတံဗုဒ္ဓသစ္စာလေးပါးမြတ်တရားကို
ပြတ်သားထင်တင်သိမြင်ပေတတ်ထိုဘုရားသခင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်မယံဘုရားတပည့်တော်တို့သည်ဝနေဝနာမိဝနေဝနာမှာဥပ္ပောင်းညွတ်ကျိုးလက်ဆုံးမိုး၍ယောသေးစွာရှိခိုးတော်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုတတ်နိုင်သောဉာဏ်နဲ့ပူဇော်နိုင်လို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုပို့ပြီးတော့ယုတ်တိလေးမြတ်ပို့ပြီးတော့ယုံကြည်အားထားတာပေါ့အဲ့ဒါတရားတော်ကိုပို့ပြီးတော့ယုတ်တိလေးမြတ်တော့မိမိတို့အသိဉာဏ်နဲ့ဉာဏ်တိုးတက်တာပေါ့ဒုလောဖြစ်နေအသိဉာဏ်တိုးတက်တဲ့တော့မတိုးတက်ဘူးပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်ဉာဏ်တော်တွေကိုနည်းနည်းဒီလောက်နှလုံးသွင်းကြရအောင်ဘုရားလို့အမိခံနိုင်ဘုရားစစ်ဘုရားမှမဟုတ်ဘူးဘုရားစစ်ဘုရားမှဆိုတာအရဟံစဘဂဝါဆုံးဘဝချုံးမြဖုံးရှင်ကြီးမှဂုံကိုပါဂုံတော်အနန္တနဲ့ပြည့်စုံတော်မူတဲ့သဗ္ဗညုဗုဒ္ဓသမ္မာသမ္ဗုဒ္ဓမှာဓမ္မသလင်ဘုရားစစ်ဘုရားမှန်တကယ်အထွတ်ဆုံးအမြတ်ဆုံးဘုရားရဲ့ပုဂ္ဂိုလ်ရေးရာကိုပြောတာမဟုတ်ဘူးဓမ္မရေးရာကိုပြောတာဓမ္မဒိဋ္ဌံပေါ့အရဟံဂုဏ်တော်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အတိတရားတွေအများကြီးပဲဂုဏ်တော်တစ်လုံးမှာကိုပဲကြီးညိုတရားတွေသိတရားတွေအသင်္ချေနန္ဒအများကြီးပဲဦးဇင်းတို့လည်းကိုယ်အောင်ပြောနိုင်အရဟထိုက်တန်တဲ့လူနဲ့ပြမတတ္တဝအားလုံးတို့ရဲ့ပူဇော်အထူးကိုထိုက်တန်တော်မူတဲ့မြတ်စွာဘုရားဆံရအရေးချင်းရှိမှဆံရဂုံဘုတ်တွေနဲ့ထိုက်တန်တာပေါ့အဲ့ဒါမြတ်စွာဘုရားမှာအတုမရှိတဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏတသနာဂုဏ်တို့နဲ့ဂုဏ်လုံးပြည့်စုံတော်မူတဲ့အတွက်ကြောင့်လူနဲ့ပြမတတ္တဝါအားလုံးတို့ရဲ့ပူဇော်အထူးကိုခံတော်မူတတ်ပါသောမြတ်စွာဘုရားတခုလောက်ပဲစဉ်းစားကြည့်ပေါ့သီလကိုဘယ်သူမှမတုနိုင်ဘူးမရှင်းနိုင်ဘူးမြတ်စွာဘုရားရဲ့သီလရှင်းတယ်မဟုတ်ကွယ်ရမှာလည်းပဲမကောင်းမှုတွေပြုတော်မမူသောမြတ်စွာဘုရားပဟိတအပြင်ပန်းနဲ့မဟုတ်အတွင်းအစ္ဆဒစိတ်ပါလည်းပဲမကောင်းမှုတွေကိလေသာတွေတခုမှမရှိဘူးကင်းစင်တော်မူတဲ့မြတ်စွာဘုရားအရဟံဂုဏ်တော်ကြီးပေါ့ထိုက်တန်တော်မူတဲ့မြတ်စွာဘုရားလူနာမြမတတ္တဝါအားလုံးတို့ရဲ့ပူဇော်အထူးကိုခံတော်မူတတ်ပါသောမြတ်စွာဘုရားဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပါသောမြတ်စွာဘုရားယဟန္တာတွေကိလေသာကင်းစင်တယ်ဆိုတာဝါဒနာကိုမပယ်နိုင်ဘူးသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားဝါဒနာပါပယ်စွန့်နိုင်ဒါကြောင့်မလို့ဘယ်သူမှတူလို့မရတူလန်တူမရှိအမြတ်ဆုံးဘုရားကိုတို့ကိုးကွယ်နေရမတန်ဝမ်းသာဘူးအားရဘူးကောင်းချို့အမိခံတဲ့ပုဂ္ဂိုလ်တွေကလူရှိမှတော့ကောင်းအောင်ကျင့်ကြတယ်။ကိုယ်ရကြရင်မကောင်းတာတွေလုပ်တာတွေရှိတယ်။တို့မြတ်စွာဘုရားမကောင်းမှုအကုသိုလ်မှန်သမျှစိတ်ကိုယ်ရရမရှိဘူး။စိတ်ကိုယ်ရမှလည်းမကောင်းမှုဘာမှမပြုအမတန်တန်ရှင်းစင်ကြယ်တယ်။ဟန်ကုန်တော်တစ်လုံးနဲ့ပဲသာသနာ့တည်ဆိုလို့ရှိရင်
အရဟံဂုံတစ်လုံးကိုပဲအများကြီးအနဲ့တွေဖွင့်ရရာနဲ့ထောင်နဲ့ချီပြီးဖွင့်ရစာသင်တဲ့ကဆရာတော်ဘုရားကြီးတွေကစာပေတက်ကြွနားလေတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်ကြီးညိုလို့မဆုံးနိုင်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့ရွှေဉာဏ်တော်ကြီးကိုဉာဏ်တော်ကတော့အနန္တပေါ့အဲ့ဒီတစ်ခုနှစ်ခုလောက်ကလေးတို့တို့မြတ်စွာဘုရားရဲ့ဉာဏ်တော်တွေကိုတို့ပူဇော်နေရပါလားဒီလိုဉာဏ်တော်ကြီးနဲ့ဟောတော်မူထားတဲ့တရားတော်တွေဒါနတရားသီလတရားဘာဝနာတရားအကုန်လုံးတထာဂတရှိဖျားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားတထာဂတဗလလို့ဉာဏ်တော်အား7ပါးတထာဂတအနဲ့အမျိုးမျိုးဖွင့်ရတယ်အနည်းဆုံး3ခုလောက်ကောင်းသောစကားမှန်ကန်သောစကားမှန်ကန်သောစကားကိုပြောဆိုတော်မူတတ်လို့တထာဂတမြတ်စွာဘုရားတထာဂတဆိုတဲ့အသုံးလုံးကိုမဟာယာနမှာအများဆုံးသုံးတယ်တို့ထေရဝါဒမှာလည်းပဲတထာဂတသုံးတယ်အဟံဆိုလည်းသုံးတယ်ဗုဒ္ဓဆိုတော့လည်းသုံးတယ်ပေါ့တထာဂတနောက်တစ်ခုကတထာအာဂတရှိဖျားတို့ကဲ့လာခြင်းကောင်းတော်မူတဲ့မြတ်စွာဘုရားရှိဖျားတို့သိတဲ့အတိုင်းအသိဉာဏ်တွေအကုန်လုံးပြည့်စုံတော်မူတဲ့မြတ်စွာဘုရားတထာဂတနောက်တထာဂတမြတ်စွာဘုရားဟောတဲ့တရားတွေဟာဘယ်တော့မှမှားတယ်ဆိုတာမရှိဘူးလူထဲမှာပညာရှိတွေပဲဖြစ်ဖြစ်ပြမာကြီးတွေပဲဖြစ်ဖြစ်ကိုယ်ထင်နဲ့ပြောကြအချို့ဟာတွေမှားမမှန်ကဘာနဲ့ခြီးပြီးတော့ကဘာပေါင်းများစွာအသက်ရှိတဲ့ဘကပြမာကြီးတော်မှာပဲရောက်နေတဲ့ဘုံဟာဘယ်တော့မှမအိုဘူးမနာဘူးမသေးဘူးလို့ထင်လို့ပြမာတွေတို့အဲ့တိုင်းပြောတာလေတို့ဘုံဟာဘယ်တော့မှမသေးဘူးဟေးထာဝရမြဲသက်စွာပြသွားပြီးတော့ဆုံးမအဲ့တော့မှအမှန်သိသွားတယ်ပေါ့လေဒါအောင်ကြီး7ပါးမှပါပါတယ်ဒါမြတ်စွာဘုရားများသိတဲ့အသိဉာဏ်ပြောတဲ့စကားဘယ်တော့အခါမှမှားတယ်လို့မရှိဘူးဘုရားကလည်းမှန်တယ်ခုလည်းမှန်တယ်နောင်လည်းမှန်နေမှာမျိုးပြသောလူပညာရှိတွေပြောကြဆိုကြတီထွင်ကြတဲ့စနစ်တွေစိတ်ပညာရှင်တွေဆိုရင်လည်းပဲ theory တွေပေါ့စသည်အဖြစ်သူဟာနဲ့ရှင်းတော့မှန်မင်းနောက်ပိုင်းကြတဲ့အခါကျတော့မှားသွားတယ်ရှင်းနှိမ့်သွားတယ်ဒါမျိုးတွေနောက်ထပ်ပုဂ္ဂိုလ်တွေကပြုပြင်သွားတယ်မြတ်စွာဘုရားရဲ့တရားတော်ကတော့ဟိုတုန်းကလည်းမှန်တယ်ခုလည်းမှန်နောက်လည်းဘယ်တော့မှမမှားဘူးတရားတော်ရဲ့စွမ်းအားတွေပရမဥဆုံးဉာဏ်တော်ကြီးကဌာနကောတံလဉာဏ်တော်ဌာနကောတံလဉာဏ်တော်ဌာနအဌာနကောတံလစွမ်းကျင်တယ်ပေါ့အဲ့ဒါကိုတို့ကျုပ်ပြောရင်ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကိုပိုင်နိုင်သိတော်မူတဲ့မြတ်စွာဘုရားဒါဖြစ်နိုင်တယ်ဒါမဖြစ်နိုင်ဘူးကြာနာပိုင်နိုင်မှန်မှန်ကန်ကန်ပြတ်သားသိတော်မူတဲ့မြတ်စွာဘုရားဘုရုဇင်ဟာဒီနေ့ဒီရက်ဒီလမှာသရတရားတွေအားကောင်းပြီးတော့ရောစိတ်ကလေးတော့မတတ်ဘူးဒါပေမဲ့ဒီပုထုဇဉ်ဟာပါပမိတ်တလို့ဆိုတဲ့မိစ္ဆာဒိဋ္ဌိတွေနဲ့ပေါင်းပြီးနောက်နေ့နောက်လနောက်ရက်ကြလို့ရှိရင်မိဘ2ပါးတော့ပြန်တတ်နိုင်တယ်ဒါကြောင့်မလို့ပုထုဇဉ်ဟာဂတိမမြဲဘူးတရားမမြဲသီလမမြဲလို့ဂတိမမြဲဘူးသောတာပန်ပုဂ္ဂိုလ်ဟာအဲ့ဒီလိုမိဘတွေကိုမတတ်တော့ကာမသီလလုံသွားတယ်လာရဂရိဟာလည်းဘယ်တော့မှအပယ်လေးပါးမကြောက်သုခတိယနဲ့နိဗ္ဗာန်ကိုသွားမယ်အလွန်ကျွံဖြစ်ရင်9 ဘဝဆိုပြီးပြီ
ဉဏ်ဘုံဉဏ်မရသေးတဲ့ပုထုဇဉ်ဟာလူတွင်စัจ जा နတ်မှာတရားမိုးဖြားပြမှာဖြစ်တော်မှာလေခန္ဓာပြုကွယ်ကုသိုလ်ဆဲကဖောက်လွဲပယ်ရွာရောင်မြဲတာဒီတဲ့သူတော်ကောင်းတို့ကြားဖို့နေကြတာစัจ जा ဝရိမင်းကြီးပဲဖြစ်ဖြစ်တရားမင်းကြီးပဲဖြစ်ဖြစ်ဗြဟ္မာမင်းကြီးပဲဖြစ်ဖြစ်မဉဏ်ဘုံဉဏ်မရသေးဘူးဆိုလို့ရှိရင်ပြန်ပြီးတော့ပယ်လေးပါးကြားနိုင်သေးတယ်ဖြစ်နိုင်တာမဉဏ်ဘုံဉဏ်ရပြီးတဲ့သောတာပန်များကြတော့တောင်းစားနေရတဲ့အနုပဲဖြစ်ဖြစ်သိရင်အပယ်မကြားနိုင်သုပ္ပဗုဒ္ဓလူနူကြီးကတောင်းစားနေရတာသူ့မှာလည်းကုဋ္ဌနုနာယောဂါတွေဖြစ်မြတ်စွာဘုရားတရားနာပြီးတော့သောတာပန်ဖြစ်သွားတယ်ဘယ်တော့မှပယ်မကြားတော့ဘူးအထက်ကိုပဲတက်တော့မယ်ဖြစ်နိုင်တာမဖြစ်နိုင်တာသိတော်မူတဲ့ဉာဏ်အဲ့ဒါကိုချက်ပြောလိုက်မယ်ဆိုရင်ယောဂီတို့ဝိပဿနာအားထုတ်နေတဲ့ယောဂီများဝိပဿနာနဲ့ပတ်သက်လို့ယုံကြည်ကြမ်းမှာဖြောင်းစွာစိတ်ထားယုံကြည်ကြမ်းမှာစိတ်ဖြောင်းစွာဖြင့်တွင်တွင်အားထုတ်နှံနှင့်ယုတ်ကိုဖြစ်ချုပ်ဉာဏ်ဤငါးရင်မှန်မင်မရကြောင်းမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေယုံကြည်မယ်အတိကမိမိအားထုတ်နေတဲ့ဝိပဿနာရှင်နိမှန်နေတဲ့ဝိပဿနာဆန်းစစ်ပြီးကိုယ်တိုင်ကျင့်သုံးပြီးတော့ယုံကြည်မယ်ကျမ်းမာရေးလည်းအထိုက်လျောက်ကောင်းမယ်ယောသားဖြောင်းမှတ်တဲ့စိတ်လည်းရှိမယ်လုံလဝရိယနဲ့လည်းကြိုးစားမယ်တိဟိတ်ပဋိပန်နေရဖြစ်မယ်ဆိုရင်ဒါဗราဏိယင်္ဂ၅ပါးလို့ခေါ်အဲ့ဒီ၅ပါးနဲ့ပြည့်စုံပြီးကြိုးစားရင်မဉဏ်ဘုံဉဏ်ရနိုင်တယ်ဒါဖြစ်နိုင်တာမဖြစ်နိုင်တာဟာတပိတော်လည်းကြိုးစားနေတာပဲအဲ့ဒီ၅ပါးနဲ့ပြည့်စုံရမယ်အဲ့ဒီ၅ပါးနဲ့မပြည့်စုံရင်တော့မရဘူးသူ့မှာမျက်နှာမလိုက်ဘူးတရားဘုန်းကြီးသီလရှင်လူဘလို့မှမျက်နှာမလိုက်သားမဲတာသားဖြူတာမျက်နှာမလိုက်ဘူးတကယ်နှစ်ကာကဒီနည်းကိုယုံကြည်ရဲ့လားနောက်ပြီးတော့အထိုက်အလျောက်ကျမ်းမာရေးကောင်းရဲ့လားကျမ်းမာရေးကတော့တရားတော်ရပြောရင်ဘယ်တော့မှမကောင်းဘူးပေါ့သို့တော်လည်းပဲတရားအားထုတ်နိုင်လောက်တဲ့ကျမ်းမာရေးအစာဒီကြည်ချက်နိုင်လောက်တဲ့ကျမ်းမာရေးကောင်းရဲ့လားယောသားဖြောင်းမရဲ့လားယောသားဖြောင်းမတယ်ဆိုတာဥစုမာယာတာထေရကင်းစင်ရမာယာဆိုတာမိမိအဖြစ်ကိုဖုံးထားတာတာထေရဆိုတာမိမိမရှိတဲ့ခုံနဲ့ကြွားတာဥပမာဆိုပါတော့ယောဂီတရားထိုင်ရလားသေချာရှုမှတ်ရလားသေချာမရှုမှတ်ဘဲနဲ့ရှုမှတ်ပါတယ်ဖရာဆိုရင်ဒါလိမ်ပြောရမရောက်ဘူးလားအဲ့ဒါမာယာပဲကိုယ့်ပြစ်ကိုဖုံးထားတာယောဂီဉာဏ်သွားရင်နဲ့တရားရှုမှတ်ရလားရှုမှတ်လို့အရှင်ပြေရလားမေးတယ်မရှုမှတ်ဘဲနဲ့ရှုမှတ်တယ်လို့ပြောရင်လိမ်ပြောရမရောက်ဘူးလားကိုယ့်ပြစ်ကိုဖုံးတာမာယာလို့ခေါ်တယ်သာထေရဆိုတာကိုမှစံနေမက်တီဖိုရီမီယာသေးပဲနဲ့တမာရီတွေမကောင်းသေးပဲနဲ့ကောင်းပါတယ်မလို့ကောင်းပါတယ်ငြိမ့်နေတာပဲစာတရားဖြင့်အခုဒီမှာဒီရှုနိမှန်နည်းနဲ့ပြောဒီရှုနိမှန်နည်းနဲ့မှတ်တာပါပဲဖေဟာပြောတာတော့ဒီရှုနိမှန်နည်းပြောတယ်လောက်တာကိုလောက်ချင်တာလောက်အဲ့လိုဆိုရင်ယောသားဖြောင်းမရရောက်ပါမယောသားဖြောင်းမရမရနိုင်ဘူးဗราဏိယင်္ဂ၅ပါးနဲ့မှတ်ကြောက်တင်ကြည့်တာပေါ့ယောသားဖြောင်းမရမယ်ယုံကြည်ကြမ်းမှာစိတ်ဖြောင်းစွာဖြင့်တွင်တွင်အားထုတ်လုံလဝရိယနဲ့ကြိုးစားရမယ်ခန္ဓာကိုယ်ကြီးကညောင်းညာရင်တော့အများတန်းကြီးပဲထိုင်နေမနဲ့ဉာဏ်လျှောက်ညောင်းညာရင်တုံးလုံးလှဲရင်လှဲရဒါအပြစ်မရှိပါဘူးမတန်ညောင်းညာလည်းမခံနိုင်ဘူးဆိုပြောင်းရမှာရှုရမှာဉာဏ်လျှောက်ကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးဆုံးမတဲ့အတိုင်းဣရိယာပုပြောင်းသွားတိုင်း
မှတ်ပါသွားဖို့အရေးမကြီးဘူးလားလျောင်းထိုင်ရသွားအသေးစိတ်အမူအရာများ၅ခုလျောင်းတဲ့ခါလဲမှတ်ထိုင်တဲ့ခါလဲမှတ်ရက်တဲ့ခါလဲမှတ်သွားတဲ့ခါလဲမှတ်သေးစိတ်အမူအရာတွေရှုမှတ်ရမယ်တဲ့ကာယကဝိရိယစေတသိကဝိရိယကိုယ်နဲ့လည်းပဲဉာဏ်လျှောက်ပြီးတော့မှတ်ရမယ်စိတ်နဲ့လည်းပဲအမြဲတမ်းရှုမှတ်နေရမယ်အဲ့ဒါဟာမဉ္ဇဉ်ဘုံဉာဏ်ရာကြောင့်နံပါတ်၄အင်္ဂါပဲယုံကြည်ကြမ်းမှစိတ်တောင့်စွာဖြင့်တွင်တွင်အားထုတ်နံပါတ်၅ကဖြစ်ချုပ်ဉာဏ်မြင်ဤ၅အင်ဆိုတာတိဟိတ်ပဋိတန်နေနေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တိဟိတ်ဒုဟိတ်ဆိုတာတော့ဘုရားမှသိတယ်သာမန်လူတွေမသိနိုင်ဘူးဒါပေမဲ့ခံမှန်းကြီးပြောလို့ရှိရင်နည်းနည်းတဲ့တရားတွေဝါသနာပါတဲ့ပုဂ္ဂိုလ်တွေဟာတိဟိတ်ဖြစ်ဖို့များပါတယ်ဘာလို့ဆိုတော့တရားစကားဆိုတာအာဏာနဲ့ဆင့်ခေါ်တာမှမဟုတ်ပဲဘုရားဘာသာအာဏာနဲ့ဆင့်ခေါ်တာမရှိဘူးကိုယ့်ဘာကိုစေရနာပါမလားစေရနာမပါရင်မလားနဲ့လာစေရနာတော့ရှိတယ်ပေါ့လေအကြောင်းမျိုးမျိုးကြောင့်မလာနိုင်တာလည်းရှိတယ်အဲ့ဒါအာဏာနဲ့မဟုတ်ကိုယ်စေရနာနဲ့ကိုလာရကိုယ်စေရနာနဲ့ကိုလာတယ်ဆိုရနည်းနည်းတဲ့သဘောတရားတွေကိုဝါသနာပါလို့နည်းနည်းတဲ့သစ္စာတရားတွေဝိပဿနာတရားတွေကိုသိကျင်တယ်မြင်ကျင်တယ်အားထုတ်ခြင်းတယ်သက်စွာဘုရားရဲ့တရားတော်တွေအလုံးစုံကိုမလုံးနိုင်သေးတော့လည်းပဲတတ်နိုင်တော့စိတ်ထဲမှာသိကျင်တယ်သဘောပေါက်ခြင်းတယ်အဲဒီစိတ်ရှိတယ်ဆိုရင်တိဟိတ်ဖြစ်ဖို့များပါတယ်ဒါတော့ဦးဇင်းတို့ခံမှန်းပြောတာပါတိကြတော့မပြောနိုင်ဘူးနည်းနည်းတဲ့သဘောတရားတွေကိုနည်းနည်းသဘောပေါက်တယ်ဆင်းရဲတယ်ဆိုတဲ့ဒါတိဟိတ်ကိုယ်မှာကိုယ်အေးဆေးနေလို့ရတယ်ကိုယ်မှာကိုယ်နေတာနဲ့ဘယ်တူမလဲသူများနေရလားစားရတာတောက်ရတာနေရတာထိုင်ရတာစားရတာတောက်တာကောင်းကောင်းမွန်ကျွေးတယ်ပဲထားအပေါ်ပါသွားတာနေရထိုင်ရတာအကုန်ဒုက္ခရောက်တာကိုယ်ရင်တော့တခြားစီပဲအဲ့ဒီလိုပင်ပန်းခံအနစ်နာခံပြီးတော့လာတယ်ဆိုရနည်းနည်းတဲ့သဘောတရားတွေကိုသိကျင်မြင်တဲ့စိတ်ပါတယ်ဆိုတော့အမောဟဟိတ်ပါလို့တိဟိတ်ဖြစ်နိုင်တယ်ညာသောအဖြစ်ဖြစ်နိုင်တယ်ပေါ့အဲ့တော့ယောဂီတို့ကအဲ့ဒီ၅ချက်နဲ့ပြည့်စုံအောင်ကြိုးစားမယ်ဆိုတတ္ထာယုံကြည်မှုရှိရမယ်ကျမ်းမာရေးထိုင်လျောက်ကောင်းရမယ်အပ္ပါဘာရပေါ့ယုံကြည်ကြမှာစိတ်ဖြောင့်စွာဖြင့်ဥစုရုပ်သားဖြောင့်မရမာယာတာထေရကင်းရတွင်တွင်အားထုတ်အာတာပနောက်တစ်ခါဖြစ်ချုပ်ဉာဏ်မြင်ဆိုတာတိဟိတ်ဒီအင်္ဂါ၅ပါးနဲ့ပြည့်စုံလို့ရှိရင်ဇွဲနဲ့ကြိုးစားမယ်ဆိုရင်ဒီလိုရှင်မကြီးဆရာတော်ဘုရားကြီးဆောင်ဖို့လို့ပေါ့လမ်းဆုံးမရောက်လက်မမြောက်ထောက်လျှောက်သွားရမည်ဆိုတဲ့အတိုင်းဇွဲနဲ့ကြိုးစားအားထုတ်မယ်ဆိုရင်လူပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်မဉ္ဇဉ်ဘုံဉာဏ်ရတယ်ဇွဲမရှိရင်တော့လည်းပဲမရဘူးပေါ့ဇွဲနဲ့ကြိုးစားအတန်းကြောင်းနေတော့မှပဲဇွဲရှိမှဆယ်တန်းအောင်ပွဲရတာဇွဲမရှိရင်ဘယ်လိုလုပ်ရမတန်ဖို့တန်တဲ့မဉ္ဇဉ်ဘုံဉာဏ်နဲ့ဇွဲရှိရဓမ္မ9ရက်အိမ်ပြန်လဲအားထုတ်နောက်လဲအားထုတ်အမြဲတမ်းအားထုတ်မသိမချင်းအားထုတ်ဒီဘဝမှာရရင်ရဒီဘဝမရရင်တော့ဘဝရမှာအဲ့ဒီလိုဖြစ်နိုင်တာမဖြစ်နိုင်တာအောင်ပိုင်နိုင်သိတော်မူတဲ့ဉာဏ်တော်ကြီးကိုဌာနကောတံလဉာဏ်တော်ဒီလိုအောင်လို့ပြောကြည့်ပါလားမြတ်စွာဘုရားရဲ့ရွှေဉာဏ်တော်ကြီးကိုဖြစ်နိုင်တာမဖြစ်နိုင်တော့ပိုင်နိုင်သိတော်မူတဲ့မြတ်စွာဘုရားဒါဖြစ်နိုင်တယ်ဒါမဖြစ်နိုင်ဘူးကိုယ်တော့ကဘာဖြစ်ခဲ့တယ်အခုဘာဖြစ်နေတယ်နောက်ဘာဖြစ်အောင်မယ်အတိအကျသိတော်မူတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခုနဘုရားရှိခိုးထဲမှာပါသွားတယ်ကရုဏာပညာကရုဏာကြီးမားတော့အနစ်နာခံပြီးပါရမီတွေဖြည့်က
ရုဏာလည်းပါတယ်ပညာလည်းပါတယ်ပေါ့မျှော်မြင်ကြီးမားတော့ပါရမီတွေဖြည့်တော့လူတာမန်နဲ့မတူဘူးပို့ပြီးတော့အသိဉာဏ်နဲ့တိုးတက်တယ်ကြီးမားတယ်အသိဉာဏ်နဲ့တိုးတက်ကြီးမားလာသူမတူတန်အောင်ဉာဏ်ပညာကြီးမားယာဝတကံဉေယံတာဝတကံဉာဏ်နဲ့လောကကြီးမှာအကျင့်များလောက်သိစရာတွေအများကြီးရှိတယ်တာဝတကံထိုးများလောက်ဉာဏ်နဲ့သိတော်မူတယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ဟာအကုန်လုံးသိတော်မူလက္ခဏာတို့ပညာတို့နိဗ္ဗာန်တို့သစ္စာတို့အကုန်လုံးလူတမ္မာနတ်တမ္မာမသိနိုင်တဲ့တရားတွေလောကီမှာလည်းအဘိညာဉ်တွေအကုန်သိလောကုတ္တရာမှာလည်းပဲအာသခေအဘိညာဉ်တွေအကုန်သိသာအာတာဒါရဏဉာဏ်တို့စတုဝေတာရိစ္ဆဉာဏ်တို့အများကြီးကျန်သေးတယ်ဒါပါတော့ဒီတစ်ခုလောက်ပဲအဲ့လိုဉာဏ်တော်အနန္တနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟောထားတဲ့တရားဆိုတော့အမတန်မှန်ကန်ပြီးအမတန်အကျိုးရှိတယ်ဆိုတာသူတော်ကောင်းလို့နှစ်ကာခံမှန်းယုံကြည်လို့မရဘူးလားအမတန်တော်တဲ့ဆရာဝန်ကုတယ်ဆိုလို့ရှိရင်ယောဂပျောက်ဖို့များတာသူကျွမ်းကျင်တာအောင်များသောအားဖြင့်ကျွမ်းကျင်တဲ့ဆရာဝန်ကုလိုက်ဒီမှာပျောက်တာများတာများသောအားဖြင့်ပေါ့လေယောဂကျွန်းနေလည်းမရဘူးပေါ့အဲ့တော့မြတ်စွာဘုရားအတုမရှိကျွမ်းကျင်တော်မူတဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားရဲ့တရားတော်တွေသူတော်ကောင်းတို့ဒီနေ့ကစပြီးတော့တစ်သက်လုံးပေါ့လေမသိမချင်းလိလာပွားများရင်မကောင်းဘူးလားမြတ်စွာဘုရားရဲ့တရားတော်တွေကဟိတာယဒုက္ခယကောင်းကျိုးချမ်းသာရဖို့အတွက်ဟောထားတာအချင်းကြီးတစ်ခုမှဖြစ်နေဒါနဆိုရင်လည်းသူတော်ကောင်းတို့ဒါနတွေအများကြီးပြုကြဟာဝန်တာကိုသိကောင်းဒါနတော်ဘောဂဝဖြစ်လျာဘဝမှာစည်းစိမ်ချမ်းသာတွေပြည့်စုံမှုကျင်းနေပဲဘာမှပေရမေးတင်ကြမလို့ကျင်းနေကောင်းကျိုးချမ်းသာတွေရမှာဒါနကြောင့်စည်းစိမ်ဥစ္စာနဲ့ပြည့်စုံမယ်ဘောဂတံပတ္တိဟောသူတော်ကောင်းတို့၈ပါးသီလလည်းစောင့်တယ်သီလကုသိုလ်ကြောင့်ဂတိတံပတ္တိကောင်းကျိုးချမ်းသာရမယ်ဒုက္ခတိဘုံဘဝတွေကိုရောက်နိုင်တယ်ဘာဝနာတရားတွေလည်းပွားများတယ်ဆိုတော့ဖြစ်လျာဘဝမှာသစ္စာနဲ့ပတ်သက်တဲ့ဉာဏ်ပညာတွေသိဖို့မကျိန်းနေဘူးလားအဲ့တော့ဝန္တာဘုံမကောင်းဘူးလားဆိုတော့တရားသဘောမှာဝန္တာစရာလေးတွေဝန္တာမှာမြတ်စွာဘုရားရဲ့တရားတော်တကယ်အကျိုးရှိတာပဲအမတန်ဖို့တန်တာပဲဒါတစ်ခုပေါ့ဌာနကောသလဉာဏ်တစ်ခုပဲမြတ်စွာဘုရားနာလန္ဒမြို့ပါဝါရိကတထေးကြီးရဲ့တရက်ဥယျာဉ်မှာတရင်သုံးနေတော်မူစဉ်ချိန်ခါမှာမြတ်စွာဘုရားနဲ့ရှင်ပြိုင်ပေါ့လေမက္ခလိကောသလတို့ပုရဏကတ္တဖာတို့နိဂန္ဓနာတပုဒ္ဒတို့သိနိဆရာကြီးမြတ်စွာဘုရားနဲ့သူတို့လည်းဂိုင်းကနနဲ့ဒီထောင်ထားကြအဲဒီနိဂန္ဓနာတပုဒ္ဒရဲ့တပြည့်ဒီကတပတ်တိဆိုတာမြတ်စွာဘုရားထံရောက်သွားတယ်မြတ်စွာဘုရားထံရောက်ပြီးတော့မြတ်စွာဘုရားဝမ်းမြောက်ဖွယ်ရာစကားတွေပရိသန္ဓရာစကားတွေပြောပြီးနေတော်နေရာမှာထိုင်မြတ်စွာဘုရားရှေ့မှာရောက်နေလို့မြတ်စွာဘုရားကပဲဒီလိုလာပြီးတော့မြတ်စွာဘုရားနဲ့တခါတည်းတိတိတကရုဏီရှိကျောင်းတွေကိုတွားတာရှိပါတယ်ဆုံးခံမှုအချိန်စောရင်ဝင်သွားတယ်သူတို့လည်းပဲလာတဲ့အခါလာတာပဲဘုရားရှိဆွေးနွေးကြတယ်တရားတွေအဲ့တော့မြတ်စွာဘုရားပဲလာတဲ့လူဧည့်သည်ကိုစတင်ပြီးတော့လမ်းဖွင့်ပေးပါတယ်ဒီကတပတ်တိသစ္စာဖြစ်တဲ့နိဂန္ဓနာတဗုဒ္ဓဟာဘယ်လိုကံတရားတွေများပြညတ်ထားလဲမကောင်းမှုပြုတဲ့အခါမကောင်းမှုဖြစ်တဲ့အခါမှာဘယ်လိုကံတရားတွေများပြညတ်ထားလဲအဲ့တော့
နာဒီကတပတ်တိယပြန်ဖြစ်တယ်မြတ်စွာဘုရားလို့မပြောချင်းဂေါရမငါရှင်ဂေါရမဆိုတော့မိစ္ဆာဒိဋ္ဌိတွေကိုငါရှင်ဂေါရမဒီကဏ္ဍနာတဗုဒ္ဓဟာကံလို့မတတ်မှတ်ဘူးမြတ်စွာဘုရားကံဘယ်နှမျိုးတတ်မှတ်လဲကံလို့မတတ်မှတ်ဘူးကံလို့မပြည့်ညတ်ဘူးဓာန်လို့ပြည့်ညတ်တယ်ဓာန်လို့ပြည့်ညတ်လို့ရှိရင်လည်းပဲမကောင်းမှုပြုတဲ့နေရာမှာကောင်းမှုပြုတဲ့နေရာမှာဓာန်ဘယ်နှပါးပြည့်ညတ်ထားသလဲသုံးပါးပြည့်ညတ်ထားတဲ့ကာယဓာန်ဝစီဓာန်မနောဓာန်မကောင်းမှုအကုသိုလ်ဖြစ်တာမကောင်းမှုအကုသိုလ်ပြုတာဖြစ်တာမှာအဲ့ဒီဓာန်သုံးပါးမှာဘယ်ဓာန်ကိုအပြည့်အကြီးဆုံးလို့ပြညတ်ထားလဲဆိုပြအဲ့တော့တပတ်တိယပြန်ဖြေတယ်ဒီကဏ္ဍနာတဗုဒ္ဓဟာကာယဓာန်ကိုအပြည့်အကြီးဆုံးလို့သတ်မှတ်ထားတယ်ပြညတ်ထားတယ်ဒါမြတ်စွာဘုရားအဲ့ဒါကို၃ချိန်ထပ်ပြီဘယ်ဓာန်ဟာအပြည့်ကြီးဆုံးလဲကာယဓာန်ဟာအပြည့်ကြီးတယ်နောက်တစ်ခါပေါ့ဘယ်ဓာန်အပြည့်ကြီးဆုံးလဲကာယဓာန်ဟာအပြည့်ကြီးတယ်အဲ့ဒါနိဂန္ဓနာတဗုဒ္ဓဝါဒရဲ့အယူဆနိဂန္ဓနာတဗုဒ္ဓဆိုတာဘုဒ္ဓတိအိန္ဒိယမှာထင်ရှားတယ်နိဂန္ဓဆိုတာကိလေသာထုံးဖွဲ့တွေမရှိတော့ဘူးပေါ့သူတို့အလိုကြီးညာထားတယ်နာတယသားပေါ့နာတယသားကနေတည်ထောင်ထားတာသူတို့မှာစောင့်သီးခြင်း၄မျိုးနဲ့စောင့်သီးထားတယ်နံပါတ်1အလုံးစုံသောရေအေးကိုတားမြစ်တယ်ဒီကဏ္ဍရဲ့ဝါဒကိုပြောနေတာနော်လမ်းညွှန်တဲ့အခါမှာအမှားကိုအရင်ပြောရတယ်ဘာလို့ဆရာတော်ဖျားကြီးအမှားဒီလမ်းကမှားနေတယ်အမှားကိုပြောပြီးမှအမှန်သက်တော်ပြတဲ့အာဟုသိုလ်တွေကိုအရင်ပြောတယ်ဒါအာဟုသိုလ်တွေမလောက်ကြနဲ့နောက်တော့မှကုသိုလ်ဘုံညာကိရိယာဝတ္ထု10ပါးကုသိုလ်ကောင်းမှုကိုမလုပ်ဖြစ်တာထက်အာဟုသိုလ်တွေလုပ်ဖြစ်လို့ရှိရင်အကြီးကျယ်ဒုက္ခရောက်ဒါကြောင့်မလို့လမ်းမှားကိုသိအောင်လို့အရင်လမ်းညွှန်တဲ့သူကအမှားကိုအရင်ပြဒါလမ်းမှားမသွားနဲ့အခုနိဂန္ဓနာတဗုဒ္ဓရဲ့ဝါဒဟာလည်းပဲသူတို့အယူဆနဲ့သူတို့မှန်တယ်ထင်မြင်နဲ့အမှားကြီးအဲ့ဒီမှာသူတို့က၄ချက်စောင့်သီးခြင်း၄ပါးလို့သူတို့သတ်မှတ်တယ်နံပါတ်1ကအလုံးစုံသောရေအေးကိုပယ်တယ်ရေထဲမှာပုဂ္ဂိုလ်လေးတွေရှိတယ်တဲ့ရေအေးတောက်ရင်တတ္တဝါလေးတွေတည်သွားမှာဆိုလို့အဲ့တော့ဘာလုပ်လဲဆိုတော့ကြိုချက်ပြီးတော့တောက်တယ်ကိုယ့်ကိုစဉ်းစားကြည့်ပါလားခဲနောက်တစ်ခါနံပါတ်2အလုံးစုံသောမကောင်းမှုကိုတားမြစ်တယ်လုံးစုံသောမကောင်းမှုကိုတားမြစ်တယ်ဆိုတော့အမှတ်တမဲ့ဆိုရင်တော့တော်တော်ကောင်းတယ်တော့လုံးစုံသောမကောင်းမှုကိုသိမှတားမြစ်လို့ရမှာပေါ့မသိဘဲနဲ့တားမြစ်လို့ရပါ့မလားဒါယောဂီတို့ဉာဏ်ပေါ့ယောဂီတို့ဉာဏ်နဲ့မှထုတ်ရှင်းတာကိုဉာဏ်နဲ့နံပါတ်3အလုံးစုံသောမကောင်းမှုကိုတားမြစ်မှုဖြင့်ပယ်ပြီးဖြစ်တယ်ပယ်ပြီးသွားပြီးတဲ့အကုသိုလ်တို့မရှိတော့နံပါတ်4လွတ်မြောက်မှုရပြီးပြီလွတ်မြောက်မှုရပြီးတော့တို့ရှိမှာဆိုဘုရားဘာသာမှာဆိုဝိမု ക്തി ပေါ့ယဟန္တာဖြစ်ပြီးပေါ့ဝိမု ക്തി ရပြီးပြီလွတ်မြောက်မှုရပြီးပြီဒါမှမဟုတ်တို့ခိုင်းရယဟန္တာတွေတို့ကိုယ်ကိုယ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲနမောအရဟန္တလို့ရှိလို့အရဟန္တယဟန္တာဖြစ်ပြီးသွားပြီတို့သတ်မှတ်ထားတာအဲ့ဒါဘယ်နှမျိုးပါလဲစောင့်စည်းခြင်း၄မျိုးဖြင့်တို့ကြည်ထောင်ထားတဲ့ဝါဒအတုတပိယဓိကတပတ်တိမြတ်စွာဘုရားထံလာပြီးတော့အခုတရားဆွေးနွေးတာအဲ့တော့မြတ်စွာဘုရားကိုလည်းသူကတခါပြန်မေးတယ်ငါရှင်ဂေါရမရှင်တို့မှလည်းပဲဓာန်ဘယ်နှပါးလောက်ပြညတ်ထားသလဲမြတ်စွာဘုရားအချင်းတပတ်တိဘာလို့ကဓာန်လို့မပြညတ်ဘူးကံလို့ပြညတ်တယ်အဲ့ဒါကံဘယ်နှပါးပြညတ်သလဲကာယကံဝစီကံမနောကံကံ၃ပါးပြညတ်တယ်အဲ့ဒီကံ၃ပါးမှာမကောင်းမှုပြုခြင်းမကောင်းမှုဖြစ်ခြင်းမှာ
Bekan ha apiji zone, Bekan go apiji zone pinya dele. Asin koromabo alumira. Ramya Sabia Chintapati Madoha Manokan go apiji zone pinya de. The Buddha Balavan Turos in the Bekan ha chili zone. Hayamunu Swan Ajima Sikaya. Tia calls in Libro on Tia calls in Babali Gone Swan A leve a Gizome, Hana Tipson and Paya Tipson. Macone Swan A leve a Wiziti out there. Saiku for human hand. Swan Ajima Sikaya, I would be also here. To Buddha Bala Kayagan Wazigan Manogama, Bekan ha, a big on Suro Manoga, Magamu Agu the Malay Manoga, a big on Swan Chizo, Homu Guzu Gamale, Swan Chizo. As well as Donin can made it. A Kaimir on Donin can be. Donin can may be a Kajaro. To a Tolama Haukamu, Jan Waterboard. Janaviro, 2 years here, Nigana Nada Boda, Dwabiro. Yes, I bet on Dwagget, Shinigorma and Dwagget. Shinigorma, the low middle to the low Pianchire. Kayata, a big Gizon Pigere. And Nigana Nada Boda, the Hoja. Or say, oh, I know. Did it have the Vibe? Cheat you the boy. Alikiana break that him Mabalushi lesser, Upali she. Upali at the Jewel board, the team and Chanara. To the bed, Nigana Nada Boda, go with it. The bed. At Upali and Evido. Panama Dwabi Wada Danian. She knew what my Wada funny. Adi Amao Dwabi Wada Danian. Nigana Nada Boda and Quimbano. Nigana Nada Boda, the Boja, Dwa. Tigata Badia died. Shini Goramaha, say no pinya that day. The Ubali will say no liluation, to the bed shit wally me, but why they Jim? I don't Nigana Nada Boda, Baluti and Bioleswa. The party Ubaline, Shini Goramane joy. The bed Pimet Pilushi. Shini Goramaha, Ubali at the Vipet Valley. Ubali at Shini Gorama at the Vimapinamu. Father, to what I did in Timothy. At the other body at Dalumia, Yarane. Una Ubali at Wada, yes, of that and Dwa. Yes, of that and Dwa. Britain and the Gadi, Omel, where the Gadi, Joe, yes, of Yao, Misha. Shimia, Una, Tigata Badi, Nigana Parabai, the Laba la Pia, to Tiga Lara, and Nasavia Lare, Mafia, the Lumilu, the Pianchide, Nigana Nada Boda, Kaya Tango, a Gizo, Pinate, Mafia, Manot Kango, a big Gizo, Pinate, Alumaro, Dionetia. The guy also Sunimu Chite, Alutoro Ubalia, Fabiola Sura. Tigata Badiha, Sayae, Owadago, Lina Pogo Chite, Siare Owadago, Mamangang and Tinsha Piana in Chite Sudu. Roma the Seneca Tabiro. Dan do Mama, Kaya Daha, a big don't Chibare, yes, of your Tapio. Adam Yasaviaga Ubali, they had a gay look, Mandiana Divido, Aviane, Swinum Sway, Tenanea, Swinum Pinane, Mandiana Divo Dora Hala. I just Swinum Yang and Bio, Mandiama Divu, and I was sorry and less of it. Mandiana Divido, Swinum Sway. Tenanga Sunimu Pinane. There are only should have Madari, Tamanelona Jani Arena.
တို့ဗုဒ္ဓဝါဒရဲ့အစီနှစ်ကလေးတွေကိုဘုသူတ္တဖြစ်ဖို့ပြောတာဟုတ်လားအဲ့တော့တပည့်တော်ဟာအမှန်တရား၌တည်ပြီးဆွေးနွေးပါမယ်ဆွေးနွေးပါဆိုတော့ဥပါလိတကြွယ်ဥပါလိစောင့်စည်းခြင်း၄မျိုးနဲ့စောင့်စည်းတဲ့နိဂန္ဓနာတပုဒ္ဒရဲ့တပည့်တဦးဟာခုန၄မျိုးပြောပြီးပြီနော်အလုံးစုံသောရေအိုးပယ်တဲ့အလုံးစုံသောမကောင်းမှုကိုတားမြစ်တယ်အလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့်လွတ်မြောက်ပြီးပြီလွတ်မြောက်မှုကိုရပြီအလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့်ပယ်ပြီးပြီနံပါတ်3ကနံပါတ်4ကလွတ်မြောက်မှုရပြီအဲ့ဒါစောင့်စည်းခြင်း၄ပါးကိုပြောတာဟုတ်လားစောင့်စည်းခြင်း၄ပါးနဲ့စောင့်စည်းလို့ရေအေးကိုတောက်ခွင့်မရတဲ့နိဂန္ဓနာတပုဒ္ဒရဲ့တပည့်တဦးဟာအပြင်းအထန်မမာမကျန်းဖြစ်နေတယ်အပြင်းအထန်မမာမကျန်းဖြစ်ရေအေးကိုအရန်တောက်ချင်တယ်သူတို့ရဲ့စီကံအရာရေအေးတောက်ခွင့်မရအောင်အဲ့လိုနဲ့ရေအေးတောက်ချင်တဲ့စိတ်နဲ့သေသွားတယ်ဆိုပါတော့အဲ့လိုသေသွားရင်နိဂန္ဓနာတပုဒ္ဒဘယ်ဘဝကိုရောက်တယ်လို့ပြညာတယ်လေမြတ်စွာဘုရားဘယ်လိုမေးနေပါလိမ့်ဥပါလိကိုမေးတာအဲ့တော့ဥပါလိကပြန်ဖြေတယ်ရှင်ဘုရားနိဂန္ဓနာတပုဒ္ဒဘယ်လိုပြညာလဲဆိုတော့မနောတတ္တဆိုတဲ့နတ်တစ်မျိုးရှိပါတယ်ဗျာအဲ့မနောတတ္တဆိုတဲ့နတ်မျိုးမှာသွားဖြစ်ပါတယ်ဟာဘာဖြစ်လို့လဲဆိုတော့စိတ်ရဲ့ဆွဲလန်းမှုရှိလို့ရေအေးကိုစိတ်ကဆွဲလန်းနေလို့အဲ့ဒီဆွဲလန်းတဲ့စိတ်ကြောင့်မနောတတ္တဆိုတဲ့နတ်တစ်မျိုးသွားဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကရှင်ဥပါလိတင်စကားကိုစဉ်းစားပြီးပြောတင်စကားဟာရှင်းနဲ့တော့မညီဘူးဒီတော့ဘောင်းတို့သဘောပေါက်ရဲ့လားရှင်းနဲ့တော့ညီရဲ့လားသူကခုနကတော့ကာယဓာန်ဟာအပြစ်ကြီးဆုံးပြောထားတယ်အခုကျတော့မနောကံကြောင့်ဟောဖြစ်တာမလားဆိုကြပြကြွေသေကံဒီမှာလက်တွေခြေတွေမလုံးနိုင်တော့စိတ်ပဲအလုံးဖို့ရှိတယ်လေဒီမနောကြောင့်သွားပြီးမနောတတ္တနာသွားဖြစ်တယ်ဒါမှမဟုတ်ဥပါလိကဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲဆိုကာယဓာန်ဤတာလေအပြစ်ကြီးပါတယ်ဗျာပြန်လျှောက်ဥပါလိသင်ကြိုက်တယ်လို့ပြောဆိုနိုင်တယ်နိဂန္ဓနာတပုဒ္ဒတို့ဟာရှေ့ကိုသွားတဲ့အခါတော်၎င်းနောက်ကိုဆုတ်တဲ့အခါတော်၎င်းကိုးကောင်လေးတွေများစွာတက်နေပြီလို့သိတာတွေမရှိဘူးလားဘုရားတို့သူတော်ကောင်းတို့သွားရင်လာရင်နဲ့နင်းမိတာတွေမရှိဘူးလားရှိပါတယ်သမင်တက်နေတာတော့မဟုတ်ဘူးအောက်မှာဘိုးကောင်တွေအများကြီးပဲနော်တရောစိတ်တွေလည်းအများကြီးပဲမိမိတို့ခန္ဓာကိုယ်နဲ့ဆိုရင်လူကိုဆင်နေတယ်လို့ပဲသူတို့သိတာပဲအဲ့လိုသိတဲ့အခါမှာဘယ်လိုများပြညတ်တယ်လဲဥပါလိကပြန်ပြောတယ်စိတ်ဆော်မှုစိတ်စေတနာမပါလို့ရှိရင်အပြစ်ကြီးလေးတယ်လို့မတတ်မှတ်ပါဘူးဥပါလိအဲ့လိုဆိုရင်စိတ်ဆော်မှုစိတ်စေတနာပါရင်ဟောစိတ်ဆော်မှုစိတ်စေတနာပါရင်အပြစ်ကြီးလေးပါတယ်ဗျာအဲ့လိုဆိုရင်စိတ်ဆော်မှုစိတ်စေတနာဟာဘာဓာန်လို့သတ်မှတ်လဲဘာဓာန်လို့သတ်မှတ်လဲသူတို့ဝါဒအရာမနောဓာန်ပေါ့အဲ့တော့ရှင်ဥပါလိသင်စဉ်းစားပြီးတော့ပြောပါသင်စကားဟာရှင်းနေတော့မညီဘူးအခုလိုပြောနေတော့သူတော်ကောင်းတို့ဗာများနှလုံးသွင်းမိဘာမှနှလုံးမသွင်းဘူးပေါ့တို့ဗုဒ္ဓဘာသာရဲ့စိတ်စွမ်းအားကိုဖော်ထုတ်နေတာသူတော်ကောင်းတို့ကာယကံဝစီကံမနောကံကံ၃ပါးရှိတယ်မလားသူတော်ကောင်းတို့အဓိကအခုဘာကံနေကြိုးစားနေတာမနောကံနဲ့စိတ်နဲ့အလုံးလုံးရတာယောဂအဓိကမဟုတ်စိတ်နဲ့သူတော်ကောင်းတို့တောက်လျှောက်မှတ်နေရအခုတရားနာတယ်လဲစိတ်နဲ့ရှုမှတ်နေရတာလေစိတ်နဲ့နာကြမှတ်သားနေရတာဘာဟောတယ်ဘာပြောတယ်ဆိုတာဒီခန္ဓာကိုယ်ရသွားရရတာလောက်ပဲရှိတယ်ဒါတဲ့ပုံမရနိုင်ဘူးစိတ်ကမှတ်သားနေဘာလို့ဆိုလိုတယ်ဘာကြောင့်ဘာအကျိုးရှိနိုင်တယ်စိတ်ရဲ့စွမ်းအားတွေနော်သူတော်ကောင်းအဲ့ဒါမြတ်စွာဘုရားကဥပလေးသင်စဉ်းစားပြောသ
တင်းစကားရှင်းနေတော့မညီဘူးအဲ့လိုတော့ဥပါလိကတစ်ခါပြန်လျှောက်တယ်အရှင်များဘယ်လိုပဲဆိုကာယဓာန်ဤတာလျင်အပြစ်ကြီးတယ်ဖေဟာအဲ့လိုပဲပြောတယ်သူတို့ကအဲ့တော့ပြောဆိုဘုရားကဥပါလိသင်ကြိုက်တယ်လို့ဖြေပါတန်လျက်ကင်ထားတဲ့လူတယောက်ဟာနာလန္ဒမြို့ကိုရောက်လာတယ်နာလန္ဒမြို့ကိုရောက်လာပြီးတော့နာလန္ဒမြို့မှာရှိတဲ့လူတွေရောတိရစ္ဆာန်တွေရောအကုန်လုံးတခဏချင်းတတ်ပြီးတော့အသားပုံကြီးဖြစ်အောင်ငါလှုပ်လိုက်မယ်အဲ့လိုကျင်းသွားတယ်ဆိုပါတော့အဲ့လိုကျင်းသွားတဲ့ဒီတန်လျက်ကင်ထားတဲ့ပုဂ္ဂိုလ်ဟာသူပြောတဲ့အတိုင်းတခဏချင်းနာလန္ဒမှာရှိတဲ့လူတွေရောတိရစ္ဆာန်တွေရောတတ်ပြီးတော့အသားပုံကြီးဖြစ်အောင်လှုပ်နိုင်ပါမလားလို့မေးလိုက်တယ်ဒါတော့အောင်လို့ဘယ်လိုဖြေမလဲဘယ်လုံနိုင်မလဲသူတယောက်တည်းနာနာလူမှာမြို့တွေကမြို့မှာလူတွေအများကြီးပဲမလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးလူတယောက်မဟုတ်ဘူး10ယောက်15ယောက်အယောက်20အယောက်30အယောက်40အယောက်50အယောက်100လာပြီးတော့တပ်ဖြတ်တာတော့မှပဲနာလန္ဒမြို့မှာလူကြီးကထူတက်စီကားပါတယ်ခင်ဗျာတခဏချင်းအသားပုံဖြစ်သွားအောင်မလုပ်နိုင်ပါဘူးဟုတ်ပြီမိမိစိတ်ကိုလိုသလိုစွမ်းနိုင်တဲ့တကောအိဋ္ဌိပတ်ရှိတဲ့ယသိပုံနာတူတယောက်ဟာငါစိတ်တစ်ခါဆိုးလိုက်တာနဲ့နာလန္ဒမြို့ကြီးတစ်ခုလုံးပြာဖြစ်အောင်လုပ်ပလိုက်မယ်အဲ့လိုလာပြောလို့ရှိရင်အဲ့ဒီစိတ်တကောရှင်ပြောတဲ့အတိုင်းဖြစ်နိုင်ပါမလားလို့မေးလိုက်ပြောပြီးတော့ဘယ်လိုဖြေမလဲဖြစ်နိုင်တယ်စိတ်တကောပဲစိတ်တကောမပြောနဲ့အခုဒီမှာသိပ္ပံပညာတွေတောင်မှဝုန်းတိုင်းဆိုအများကြီးသိကုန်တယ်မလားဒါစိတ်တကောမဟုတ်သေးဘူးသိပ္ပံပညာနဲ့တည်ထွင်ထားတာစိတ်ကဓာတ်တဲ့ဘကအများကြီးစွမ်းနိုင်တယ်အဲ့တော့ပြန်ဖြေတဲ့ရှင်ဘုရားမိမိစိတ်ကိုလိုသလိုစွမ်းဆောင်နိုင်တဲ့တကောရှင်တူဟာနာလန္ဒတစ်မျိုးတည်းမဟုတ်ပါဘူးခင်ဗျာနာလန္ဒမြို့9မြို့10မြို့15မြို့အကုန်လုံးတပြိုင်နဲ့ကြာဖြစ်အောင်စွမ်းဆောင်နိုင်ပါတယ်ခင်ဗျာရှင်ဥပါလိသင်စဉ်းစားပြီးပြောလို့သင်စကားဟာရှေ့နဲ့နှောင်းနဲ့မညီဘူးယောဂီတို့ပါစွမ်းအားကိုပြောဒီပါလိမ့်ယောဂီတို့လုံးနေတာပါနဲ့လုံးတာလေစိတ်စွမ်းအားကာယအလုပ်ဝစီအလုပ်တွေတဲ့ပို့ပြီးတော့ထိရောက်ကောင်းတဲ့ဘက်မှာလည်းအထွတ်ထိပ်မကောင်းတဲ့ဘက်မှာလည်းအဝိဇ္ဇိထိသွားနိုင်အဲ့ဒီလိုသိလို့ရှိရဲ့စိတ်နဲ့ပတ်သက်တဲ့ကောင်းမြတ်တဲ့အလုပ်တွေမသိမချင်းကြိုးစားဖို့မလိုဘူးလားကြိုးစားခြင်းနဲ့စိတ်တွေလည်းပေါ်နိုင်ဘူးလားစိတ်ရဲ့စွမ်းအားကိုအမှားနဲ့အမှန်နဲ့ရှင်းပြနေတာနော်ဆိုတော့ဥပါလိကဘာပြောလဲဆိုတော့ရှင်မယားဘယ်လိုပဲပြောကာယဓာန်ဤတာလေအပြစ်ကြီးဆုံးမှာပဲဖြစ်ရကာယဓာန်အပြစ်ကြီးဆုံးပဲသိရတာတဲ့သူသစွတ်ထိုးညင်းအဲ့ဒါမြတ်စွာဘုရားကအရှင်ဥပါလိဒန္တကီတောဥဒ္ဓကာလိင်္ဂတောဥဒ္ဓမစ္ဆတောဥဒ္ဓမာတင်္ဂတောဥဒ္ဓအဲ့ဒီတောဥဒ္ဓကြီးတွေတောအတိဖြစ်သွားတာသင်ကြားဘူးသလားကြားဘူးပါတယ်ဖေရဘာဖြစ်လို့အဲ့ဒီမြို့ကြီးတွေကတောအတိဖြစ်သွားတာလဲယသိသူတော်ကောင်းတွေကိုညှင်းတယ်လို့နတ်တွေစိတ်ဆိုးယသိတွေစိတ်ဆိုးတကောရှင်တွေစိတ်ဆိုးလို့အကုန်လုံးမြို့ကြီးကအကုန်ပြောက်တောအတိဖြစ်သွားတယ်ကြားလောင်းမတင်္ဂဆိုလဲမတင်္ဂယသိကိုတတ်လို့နတ်တွေကစိတ်ဆိုးပြီးတော့ပထမပန်းမိုးတွေရွာချဒုတိယရွှေရင်ငွေတွေရွှေမိုးငွေမိုးရွာချရွှေမိုးငွေမိုးရွာချတော့အကုန်ထွက်ကောက်ကြတယ်အဲ့လိုထွက်ကောက်တော့မှဓာမိုးလှံမိုးတွေရွာချဓာမိုးလှံမိုးတွေရွာချပြီးတော့ရွှွညွန်မိုးတွေရွာချနောက်ပြီးတော့ကြောက်ခဲမိုးတွေရွာချနောက်မြေကြီးမိုးတွေအကုန်လုံးတစ်ခါတည်းကုန်ဖုံးသွားတော့လူတွေအကုန်ထဲထဲမှာခါနဲ့မြုပ်ပြီးသားဖြစ်သွားတယ်သူတော်ကောင်းကိုပြစ်မှားတဲ့အတွက်ကြောင့်မလို့ရှင်မမောက္ကလံအလောင်းကိုလည်းပဲ
ပြစ်မှားကြပြစ်မှားတော့ရှင်မမောက္ကလံအလောင်းတော့ဘာမှစိတ်မဆိုးပါဘူးဒီခံတယ်ဒါပဲနဲ့နတ်တရားစိတ်ဆိုးပြီးအကုန်လုံးခံတစ်မျိုးလုံးကိုဒါမို့လှမ်းမို့တွေပါချပြီးအကုန်လုံးခံတယ်တော်ကြီးကြည့်ဖြစ်သွားတယ်ဘာရဲ့စွမ်းအားပါလိမ့်စိတ်ရဲ့စွမ်းအားအပယ်ကိုပို့တာလည်းပဲဒီစိတ်ပဲနိဗ္ဗာန်ကိုရောက်အောင်သွားတာလည်းပဲစိတ်ပဲမြန်မာနိုင်ငံနေစင်ကာပူလာတာလည်းပဲဒီစိတ်ပဲတယောက်တည်းမနေနိုင်တာလည်းပဲဒီစိတ်ပဲတရားအားထုတ်ချင်တာလည်းပဲဘာစွမ်းအားကြီးပါလိမ့်စိတ်ဟာစွမ်းအားကြီးတယ်စွမ်းအားကြီးတဲ့စိတ်ကိုသူကဉာဏ်ပညာနဲ့အသုံးချမယ်ဆိုရင်အမတန်ကောင်းကျိုးချမ်းသာတွေစွမ်းအားကြီးစွာမရနိုင်ဘူးလားအကောင်းဆုံးအလုပ်ပဲဝိပဿနာအလုပ်ဆိုတာအလုပ်ထဲမှာအကောင်းဆုံးအလုပ်ကျန်တဲ့လုပ်တွေသူဟာနဲ့သူကောင်းရတယ်လောကီအလုပ်တွေဆိုရင်လောကီစီးပွားရေးတွေရတယ်ဒါနဆိုရင်လည်းဖြစ်လျက်ပေါ်မှာချမ်းသာကြွယ်ဝနိုင်တဲ့သီလဆိုရင်လည်းအပယ်နိဗ္ဗာန်မှာလွတ်ပြီးတော့ဒုက္ခတိမှာကျင်လည်ရနိုင်တယ်ဒါပဲနဲ့အမြဲတော့မဟုတ်ဘူးပြန်ကြနိုင်ဝိပဿနာတရားအလုပ်လုပ်လို့ဝိပဿနာဉာဏ်နဲ့အစစ်နဲ့တဲပြီးတော့ဉာဏ်ဖုန်ဉာဏ်ရပြီဆိုရင်ပယ်လေးပါးရောက်ပါတော့မလားပယ်လေးပါးမရောက်တော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်သွားမယ်လူပြန်နေနတ်ပြည်ရောက်နတ်ပြည်နေပြီးတော့နိဗ္ဗာန်သွားတချို့လည်းပြမပြီးသွားသတ္တပတိမဉဏ်ဖုန်ဉာဏ်ရသွားရင်ပယ်လေးပါးပြန်မကြတော့အဲဒီလိုအဆင့်နဲ့အဆင့်နဲ့တက်သွားတာအဲတော့မှဇန္နကိတောဥဒ္ဓကာလိင်္ဂတောဥဒ္ဓမစ္ဆတောဥဒ္ဓမာတင်္ဂတောဥဒ္ဓအဲ့ဒီကြောင်းนี่ပြောပြီးတဲ့အခါကျတော့ဥပါလိဟာမြတ်စွာဘုရားကိုလျှောက်ထားတယ်မြတ်စွာဘုရားတပည့်တော်ဟာအရှင်ဘုရားပြောတဲ့ဥပမာပထမဦးဆုံးဥပမာတွေကတပည့်တော်ဟာအမှန်တရားကိုသဘောပေါက်ပါတယ်ဘုရားမနောကံဤသာဖြင့်အပြစ်အကြီးဆုံးမနောကံဟာစွမ်းအားအထက်မြတ်ဆုံးလို့တပည့်တော်သဘောပေါက်ပါအဲ့လိုသဘောပေါက်တော့လေအရှင်ဘုရားရဲ့ဆန်းကျယ်တဲ့တရားစကားတွေနာကြားခြင်းလို့အရှင်ဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးပြောပြန်မေးတာပါဗျာအဲ့တပည့်တော်သိခံခွင့်လွှတ်တော်မူပါဗျာဒီနေ့ကစပြီးတော့တပည့်တော်ကိုဥပဒကာအဖြစ်မှတ်တော်မူပါဗျာလို့ဥပါလိကလျှောက်ထားတယ်အဲ့လိုလျှောက်ထားတဲ့အခါကျတော့မြတ်စွာဘုရားရှင်ဥပါလိစဉ်းစားပြီးတော့သင်ပြောပါစဉ်းစားပြီးလုပ်ပါသင်လိုနာမည်ကြီးတဲ့တထေးတယောက်ဟာစဉ်းစဉ်းစားစားချင်းချင်းလုပ်တာကောင်းတယ်အရင်ကလိုမလုပ်ပါနဲ့ဗုဒ္ဓဝါဒဟာဆွဲတရားဟောပြီးဆွဲသွင်းတဲ့ဘာသာမဟုတ်ဘူးအခုဥပဒကအဖြစ်ခံယူတဲ့ဗုဒ္ဓဘာသာအဖြစ်ခံယူကြတော့မှမြတ်စွာဘုရားကစဉ်းစဉ်းစားစားလုပ်ပါလို့ပြန်ပြောတယ်အဲ့တော့ဥပါလိယရှင်ဘုရားတပည့်တော်လိုတထေးမျိုးအခြားဘာသာဝင်တွေဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုကြတယ်အရှင်ဘုရားစဉ်းစဉ်းစားစားလုပ်ပါဆိုတော့ပိုးကြည်ညိုတဲ့အတွက်တပည့်တော်ဥပဒကအဖြစ်ဒုတိယအကြိမ်ထပ်ပြီးလျှောက်ထားပါတယ်ဖေဟာဒါမစ္စည်းမနိကေဥပါလိတုံမှာပါပါတယ်အဲ့တော့မြတ်စွာဘုရားတခါထပ်ပြောတယ်အရှင်ဥပါလိသင်ရဲ့အိမ်ဟာနိဂန္ဓတို့ရဲ့ရေတွင်းတစ်ပွဲဖြစ်တယ်။ဒါကြောင့်မလို့နိဂန္ဓတွေကိုလည်းပဲဆွန်းအလှတွေပေးလှူတဲ့နဲ့။ဘာဖျားလက်ခံတယ်လို့တမ်းမပြောသေးဘူး။အဲ့တော့ဥပါလိယဘယ်လိုပြောလဲဆိုတော့တပည့်တော်ကြားဘူးတာဟာရှင်ကြီးကောရမငါဖျားနဲ့ငါတပည့်တန်ဃာတော်တွေကိုပဲလှူကြံတဲ့သူတွေမလှူနဲ့ငါဖျားနဲ့ငါဖျားရဲ့တပိတန်ဃာတော်တွေကိုလှူမှအကျိုးကြီးတယ်ကြံတဲ့သူတွေလှူရင်အကျိုးမကြီးဘူးကြံတဲ့သူတွေလှူစရာမလိုဘူးလို့ပြီးတော့တဆင့်စကားကြားပါအခုတော့အရှင်ဘုရားကိုယ်တိုင်ကနိဂန္ဓတွေကိုလှူပါလို့ပြောတော့ဒါအရှင်ဘုရားတို့ကိုတက်နောက်ချက်တဲ့အနေနဲ့ပြောတာပဲအဲ့တော့တပိတော့အထင်အမြင်နေမှားခဲ့တာအခုမှအမြင်မှန်ရပါတယ်ဘုရားတပိတော့ဥပဒကာအဖြစ်မှတ်တော်မူပါဘုရားလို့တတိယအကြိမ်ထပ်လျှောက်အဲ့တော့မှမြတ်စွာဘုရားက
သူတရာတရားတွေအားကောင်းလာပြီဆိုတာသိတော့စာလို့ပြောရင်တော့ကံလာစိတ်ဓာမုဒုစိတ်ဓာဝိနိဝရဏစိတ်ဓာဥဒေကစိတ်ဓာပတ္တနာစိတ်ဓာစိတ်ကိုပြောနေတာနော်သူတော်ကံလာစိတ်ဓာဆိုတာအခက်ပင်ဖြစ်အခက်ပင်သူတော်ကောင်းတို့အခုရုံရုံကြည်ကြည်နဲ့လာတရားထိုင်တော့သံဃာတော်ရှင်မြတ်တရားပို့ချပေးတယ်ဖောင်းတာမှတ်ပါဖောင်းရင်ဖောင်းတယ်မှတ်ပါပိန်ရင်ပိန်တယ်မှတ်ပါဖောင်းမိတ်မှလို့မြဲထိုင်တယ်မှတ်ပါထိတယ်မှတ်ပါနာရင်နာတယ်မှတ်ပါကိုင်းရင်ကိုက်တယ်မှတ်ပါစသည်အပြင်သူတော်ကောင်းတို့ပို့ချပေးတယ်မလားကျေးဇူးတော်ရှင်မဟာကြီးဆရာတော်ဘုရားကြီးအလုပ်ပေးလဲဖွင့်ပြတယ်မလားသူတော်ကောင်းတို့ကရုံရုံကြည်ကြည်နဲ့လာတဲ့အခါကျတော့ဒီတရားတော်တွေကိုနာယူဖို့အစင်နဲ့ဖြစ်မနေဘူးလားဗုဒ္ဓဘာသာလားမဟုတ်ဘူးဆိုရင်တော့မဟုတ်တရားကိုမယုံကြည်ဘူးဆိုလို့ရှိရင်ပြောကျင်တာပြောတယ်တက်ဆက်ကဖွင့်ကျင်တာဖွင့်ကိုယ်စိတ်ကဟိုရောက်ပြီးတော့တရားပို့တဲ့သူတွေကပြောကျင်တာပြောကိုယ်စိတ်ကူးတာစိတ်ကူးအခန့်တင်ဖြစ်ပါအခန့်တင်မဖြစ်ရင်တရားမြန်အခန့်တင်ပြောလိုက်တာနဲ့ဘာလို့ရမလဲဘာလို့ရမလဲဘယ်လိုလုပ်ရမလဲစိတ်ကတခါတည်းခံရင်ထားတယ်ဆရာကိုယိုသေးတဲ့ဆရာကိုယုံကြည်တဲ့တပည့်ဟာဆရာပြောတာကိုသေချာနားထောင်သေချာနားအားတို့လုပ်ရမယ်ဒီပု္ပ္ပာဒီလိုတွဲရမယ်ဒီစာဒီလိုကျက်ရမယ်မရသေးတာထားဒီလိုလုပ်ရမယ်ဆိုတာသိသွားတော့သူစိတ်ဟာစွမ်းအားတက်မသွားဘူးလားပထမပိုင်းမသိတာဘူးအခုတရားပို့တဲ့ဆရာတော်တွေကဒါလိုရှုမှစူးစိုက်စိုက်ရှုမှကြဟောဖြုတ်ခံကြီးကြတော့နာရကျင်တဲ့တဲကြီးခံညာတဲကြီးခံနိဗ္ဗာန်ရောက်အတတ်နိုင်ဆုံးတဲကြီးခံညာစသည်အပြင်ပြောပြတဲ့အခါကျတော့ဟိုကလည်းပဲအခန့်နဲ့ဖြစ်နေကိုယ်စိတ်ကလေးကိုပြောင်းပြီးတော့စူးစိုက်စိုက်မှတ်တာတို့တဲကြီးခံမှတ်တာတို့အသေးသေးမူရာတွေမှတ်တာတို့ဆိုတော့ခုနတော့ဝိပဿနာဉာဏ်ပညာရှိပြီးသားတဲ့ပိုတိုးတက်မလာနိုင်ဘူးလားအဲ့ဒါကံလာစိတ်ဓာမုဒုစိတ်ဓာအဲ့ဒီရှုမှတ်ပါများလို့တရားသဘောတွေထိုက်လျောက်သိသွားတော့စိတ်ကလေးကနူးညံ့သွားတယ်မာနတွေချပလိုက်လူတိုင်းမာနတွေရှိတာပေါ့ဗျာပစ္စည်းမာနတို့ပညာမာနတို့အများကြီးရှိကြအဲ့ဒါခဏဖယ်ထားတရားအထုတ်တဲ့အခါမှာจิตတုပ္ပဆိုးမွေးဆွဲကြိုးကဲ့မာနချထားမှတရားရမယ်စိတ်ကလေးကနူးညံ့မသွားဘူးလားဟောကံလာစိတ်ဓာမုဒုစိတ်ဓာဝိနိဝရဏစိတ်ဓာတ်လောဘဒေါသတွေထိုက်လျောက်ကင်းစင်သွားနိဝရဏ၅ပါးကင်းစင်တယ်ဒါကိုပြောတာအခုချက်ချင်းမဖြစ်သေးလဲနောင်ဖြစ်မှာပေါ့ဗျာဥဒေကစိတ်ဓာတ်ဆိုတာတရားပေါ်မှာစိတ်ကတက်တက်ကြွကြွဒီထက်မှတရားလူလာတဲ့သူတော်ကောင်းတွေအများကြီးပါတယ်မြန်မာနိုင်ငံတော်လိုက်လာအများကြီးလာကြတယ်ဝမ်းမြောက်ဝမ်းသာဖြစ်နေစိတ်ထဲမှာတရားကိုလိုလားဘယ်ခိုင်းမှဘယ်ဆရာမှဘယ်တန်ခါမှမဟုတ်ပုဂ္ဂိုလ်ကိုအဓိကမဟုတ်ဓမ္မကိုအဓိကဟောဝိပဿနာတရားဆိုတော့ကိုသိထားတဲ့ဒိဋ္ဌိဖြုတ်တရားတွေရယ်ဝိပဿနာတရားအလုပ်ပေးတရားတွေပေါင်းစပ်ပြီးတော့ကိုယ်ခန္ဓာကိုရှုတတ်သွားတော့စိတ်ထဲမှာတက်တက်ကြွကြွဖြစ်နောက်ပတ္တနာစိတ်ဓာတ်စိတ်ကကြီးပြီးတော့အေးချမ်းသွားတရားပေါ်မှာဉာဏ်ရောက်သွားလို့ရှိရင်သူတော်ကောင်းတို့တရားထိုင်မှများလို့တရားပေါ်ဉာဏ်ရောက်သွားပြီအပြင်ကိုစိတ်သိမ့်မထွက်တော့ဘူးဆိုစိတ်ဟာအထိုက်လျောက်အေးချမ်းမှုမရဘူးလားဗျာစိတ်အေးချမ်းသွားအဲ့ချိန်မှာမြတ်စွာဘုရားဒါနကထာသီလကထာတက္ကကထာကာမနာအာဒီနဝကထာအရှင်းရှင်းဟောသွားစိတ်ရတဲ့ခါသူတို့ကိုယ်တိုင်ဒါနတွေပြုထားဝမ်းမြောက်ဝမ်းသာတွေဖြစ်သီလတွေဆောက်ပြီးတော့ဝမ်းမြောက်ဝမ်းသာတွေဖြစ်ဝမ်းမြောက်ဝမ်းသာတွေဖြစ်နေတယ်ဆိုတော့တရားထဲမှာစိတ်ကဝင်စားဂောစရတန်မစင်လို့ဖြစ်ဆိုတော့ကောင်းလို့ဒီမှာလည်းအလှရှင်တွေအများကြီးပဲကုသိုလ်ကောင်းမှုရဲ့အကျိုးလေးတွေသိအောင်နည်းနည်းလေးဆိုကြည့်ကြရအောင်သောင်းနှံတူစွာမြတ်ရိက္ခာစေရနာဖြူစွာမြတ်ဒါနသောင်းနှံတူစွာမြတ်ရိက္ခာစေရနာဖြူစွာမြတ်ဒါနနိဗ္ဗာန်စခန်းဖြောင်းဖြောင်းတန်းလမ်းကောင်းတူစွာမြတ်ဒါနနိဗ္ဗာန်စခန်းဖြောင်းဖြောင်းတန်းလ
လမ်းကောင်းတူစွာမြတ်ဒါနာလောဘမစ္စရိယပေခွာချအကျဉ်ကောင်းဒုလမြတ်ဒါနာလောဘမစ္စရိယပေခွာချအကျဉ်ကောင်းဒုလမြတ်ဒါနာပေးကြလှူကြပူဇော်ကြအားကိုးရတဲ့မြတ်ဒါနာပေးကြလှူကြပူဇော်ကြအားကိုးရတဲ့မြတ်ဒါနာအစူစူဗုဒ္ဓချီးမွမ်းကြအကျိုးကြီးစွာမြတ်ဒါနာအစူစူဗုဒ္ဓချီးမွမ်းကြအကျိုးကြီးစွာမြတ်ဒါနာဒါနံတက္ကသသောပနံဒါနံပါထိယမௌဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပရံဝရံဒါနံပေးလူဆိုကြမြတ်ဒါနသည်တက္ကသကုသိုလ်ရှင်များပြောပါရမည်ထက်နှပ်ပြီးသို့သောပါဏံလွယ်စွာရောက်ကြောင်းဆောင်းနှံလေကားကောင်းဤတပွဲဖြစ်ပါပေ၏ဒါနံစေရနာဖွေးပွေအလှပေးခြင်းသည်ဥဒ္ဓမမြတ်လာသောပါထိယံတန္တရာလန်းစကမမပင်မပန်းချမ်းသာစေကြောင်းကောင်းစွာသို့မြုပ်ရိတ်ခါထုတ်ကြီးနဲ့လည်းပဲတူလှပါပေ၏ဒါနံသုံးနံစေရနာထက်သန်စွာဖြင့်ပေလူဆွန့်ချမြတ်ဒါနသည်ဥစုကတံမေကနိကံသို့မကွေ့မထောင်ဖြောင်းပြောင်းရောက်ကြောင်းလမ်းကောင်းအကျော်လမ်းမတော်ကြီးနဲ့လည်းပဲတူလှပါပေ၏ဒါနံဉာဏ်ပညာဥရှိ၍ပေလူအပ်သောမြတ်သောဒါနသည်ဝရံမြတ်လာစွာသောမောက္ခပရံနိဗ္ဗာန်ရောက်ကြောင်းအကျဉ်ကောင်းကြီးတရားဖြစ်ပါ၏ဒီကဲ့သို့ဘဂဝါသုံးလောကထောထားမြတ်စွာဘုရားသည်အဝေါ်စာကရုဏာရှိသောပညာအဖြင့်ဒါနရဲ့အကျိုးအာနိသင်ကြီးမားပုံတွေကိုကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းစိတ်နူးညံ့နေတာအောင်နူးညံ့နေတဲ့နူးညံ့အောင်မြတ်စွာဘုရားဒါနကထာဟောဒါနရဲ့အကြောင်းကျိုးတရားတွေဒါနရဲ့ကောင်းကျိုးချမ်းသာတွေအခုသူကလည်းတကြွယ်တထေးပဲဘိုးတော်ကကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ခုလိုချမ်းသာနေတယ်ကိုဘဝနဲ့ကိုရှင်ပြီးသဘောပေါက်သူပဲဖြစ်ဖြစ်တထေးဖြစ်ရှင်ကြတာပဲချမ်းသာခြင်းကြတာလုံလဲလုံနေကြတာဒါပဲနဲ့လို့အကုသိုလ်များတဲ့သူကြတော့မဖြစ်နိုင်ဘူးတဲ့ချင်းကြားနဲ့ရေးတဲ့လို့ဖြစ်ရလို့တည်းများဟာဘလောက်ပဲရကုန်နာများအဲ့ဒါမှဒါနရဲ့အကျိုးအာနိသင်ဟာအမတန်အကျိုးကြီးတယ်ဒါနရဲ့အကျိုးအာနိသင်ကိုတတ္တဝါတွေကငါဘုရားလိုမြန်သိမယ်ဆိုရင်ပဇာနာရောက်တဲ့သမင်းလို့တော့မစားသေးဘူးအလူကံပုဂ္ဂိုလ်ရှာအောင်မယ်အဲ့လောက်မြတ်စွာဘုရားဒါနအကျိုးအာနိသင်အမတန်ကြီးမားကျိုးရင်ကျိုးပြအကျိုးဆက်အကျိုးရင်ကတော့ရိုးရိုးလေးပဲရည်လွန်နဲ့အကျိုး7ပါးဆုံးလွန်နဲ့အကျိုး5ပါးဒါအကျိုးရင်အကျိုးပြဆိုတာအခုသူတော်ကောင်းတို့လှူရင်းနဲ့ဟောသီလတွေစောင့်ရတယ်တရားတွေနာတော့ဘာဝနာတွေပွားအဲ့တော့ကုသိုလ်တွေတိုးမလာဘူးလားဟောကုသိုလ်တွေတိုးလာတော့ရမယ်ကောင်းကျိုးချမ်းသာတွေလည်းမတိုးဘူးလားဗျာဟောအဲ့ဒါမူလကုသိုလ်ကောင်းမှုတွေဟောအရင်နောက်တစ်ခါကျတော့အကျိုးရင်းပြီးတော့အကျိုးဖြာအကျိုးဆက်ဆက်တိုက်ဘုသူတော်ကောင်းတို့ထိုင်လျောက်လှူနိုင်တန်းနိုင်လို့မှာယောဂီတွေကိုလှူရတန်းရတယ်မတိတူကြော်သွားပေါ့တိတူကဖော်စားတာပဲယောဂီတယောက်ဟာဝိပဿနာအားထုတ်နေတဲ့ယောဂီတယောက်ဟာသောတာပန်ပုဂ္ဂိုလ်နဲ့အတူတူပဲသောတာပတ္တိမဉ္ဇဉ်ဘုံညာအောင်မရသေးတော့လေသောတာပတ္တိမဉ္ဇဉ်ဘုံညာရအောင်ကြိုးစားနေတယ်ဒီယောဂီတွေသောတာပတ္တိမဲ့ပုဂ္ဂိုလ်ထဲမှာပါတယ်
သောတာပတိမဲ့ပုဂ္ဂိုလ်ထဲမှာပါတဲ့ယောဂီတယောက်ကိုတဏှတ်စာအဝကျွေးရဘဝပေါင်းအသင်္ချေကျိုး၅ပါးရအသက်ရှိခြင်းဆင်းလာခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘဝပေါင်းအသင်္ချေဆိုမရေမတွက်နိုင်ဘူးတဲ့နောက်ကသုံးကြပေါင်းအလုံး140လို့ပြောတယ်သင်္ချေအနန္တအကျိုးတရားတွေရတယ်ဆိုတော့ကိုလှူလိုက်လို့ကုန်သွားတဲ့ငွေနဲ့ရတဲ့အကျိုးတရားနဲ့အသင်္ချေအသင်္ချာမကွာခြားဘူးလားဒါနရဲ့အကျိုးအာနိသင်နေအဲ့ဒါနဥစ္စာထအမောတင်နေ7ပါးသီလစောင့်လိုက်တော့ကောင်းတဲ့ကောင်းဖို့တန်တဲ့တန်မသွားဘူးလားဗျာတက္ကရောဟနသောပန္နအဉ္ဉံသီလသမ္မံကုတောဒွါရဝဝရနိဗ္ဗာနနဂရတဘဝေတနေတက္ကရောဟနသောပန္နအဉ္ဉံသီလသမ္မံကုတောတက္ကရောဟနသောပန္နနဗီ6ဓာတ်သို့တက်ရောက်ကြောင်းဖြစ်သောဇောင်းလန်းလေကားကောင်းသည်သီလံအဉ္ဉံသီလမှတပါသောကုတောသောင်းလန်းလေကားကောင်းသည်ကုတောအတ္တိရှိပါအနိနတ္တိမရှိသည်သာလင်းသည်ဝရနိဗ္ဗာန်နဂရတမြတ်သောနိဗ္ဗာန်ရွှေမြို့တော်သို့ပဝေတနေဝိညာဉ်၌ဒွါရဝါတကားသည်မူလည်းပဲသီလသမံသီလနှင့်တူသောအဉ္ဉံသီလမှတပါသောဒွါရတကားသည်ကုသောအတ္တိဘယ်မှာရှိပါအနိနတ္တိမရှိသည်သာလင်းသည်သီလဟာနတ်ပြည်61ယောက်ကြောင့်ဆောင်းနှံလျာကောင်းကြီးနဲ့တူတယ်အကောင်းဆုံးပဲနိဗ္ဗာန်ကိုဝင်ဖို့အတွက်လည်းပဲသီလဟာနိဗ္ဗာန်တကားဝါကြီးပဲသီလပြည့်စည်နေလို့ရှိရင်တကားပိတ်ထားသလိုသီလလုံးညောအောင်ဆောင်းလို့ရှိရင်တကားကြီးဖွင့်ထားတယ်တကားဖွင့်ထားတော့ဆောက်ဦးတော့ဝင်လို့ရတယ်နိဗ္ဗာန်ကိုကောင်းကောင်းရောက်နိုင်တယ်တလို့ဆိုလိုပါတယ်အဲ့တော့သီလအကျိုးအာနိသင်လည်းမကြီးမအောင်လားသီလသမံသီလနှင့်တူသောအဉ္ဉံသီလမှတပါသောဓဝရံတကားသည်ကုတောအတ္တိဘယ်မှာရှိပါအနိနတ္တိမရှိသည်သာလင်းသည်ဣတိဤကဲ့သို့ဘဂဝါသုံးလောကထောထားမြတ်စွာဘုရားသည်အဝေါစာကရုဏာရှိသောပညာအဖြင့်သီလရဲ့အကျိုးအာနိသင်တွေကိုကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေတည်းမြတ်စွာဘုရားကနေဘုလူဟောနာလေဥပါလိတကြွယ်ကိုဟောတယ်ဥပါလိဟာမြတ်စွာဘုရားနဲ့မတွေ့ခင်တော့နိဂန္ဓနာတပုဒ္ဒရဲ့တပည့်မိစ္ဆာဒိဋ္ဌိအယူမှားတယ်ဒီမြတ်စွာဘုရားဥပမာလေးတွေနဲ့ရှင်းပြဒါနကထာသီလကထာဟောလို့ရှိရင်နူးညံ့ပြီးတိမ်မွေ့နူးညံ့တိမ်မွေ့သွားတဲ့အခါကျတော့ဒီဒါနသီလတွေကြောင့်ဓာတ်တဲ့ပုံချမ်းသာတဲ့နတ်ပြည်ရောက်နိုင်တယ်နတ်စည်းစိမ်အဲ့နတ်စည်းစိမ်တွေဟောပြီးတဲ့အခါကျတော့အဲ့နတ်စည်းစိမ်တွေအပြစ်ကိုတခါထဟောတယ်ကာမနာအာထိနဝကထာလို့ခေါ်ကာမဂုဏ်တွေရဲ့အပြစ်သတ္တနာသမီးတွေအမတန်ချမ်းသာတယ်ဆိုတော့ဘာလို့ခင်းနေမင်းတဲ့သူတွေနဲ့ခွဲခွာတဲ့အခါအမတန်မဆင်းရဘူးလားဒါလက်တွေ့လုပ်ငန်းတွေပဲကိုယ့်အဖေအမေတွေနဲ့ခွဲခွာခြင်းနဲ့ခွဲခွာတယ်ရှင်ခွဲလဲကွဲရတယ်ตีခွဲလဲကွဲရတယ်တွေ့ကြုံပေါင်းတင်လို့ဝမ်းသာရတဲ့ဝမ်းသာမှုနဲ့ခွဲခွာရလို့ဖြစ်ပေါ်လာတဲ့ဝမ်းနည်းမှုဘယ်ဟာများဝမ်းနည်းမှုကများတယ်သောကပရိဒုဟာတွေရင်မာပိုက်ပြီးတော့နေဝင်မိုးချုပ်လက်တွဲဖြုတ်ပြီးတော့ကိုလန်းကိုသွားကြပြောတာပါတာတွေအိမ်မက်မက်စလို့ပဲပြီးသွားပြီတို့ဟိုတော့4နှစ်5နှစ်လောက်တည်းမှစခန်းဝဲမလာဖြစ်ဘူးအတိတ်တွေပြီးသွားပြီအဲ့ဒီလိုပဲဘဝတွေပေါင်းမြောက်များစွာပြီးခဲ့ဘယ်လောက်ပဲချမ်းသာပိတ်ဆုံးကြတော့သောကပရိဒီဝါနဲ့ခွဲခွာတာမများဘူးလားအဲ့တော့နတ်ပြည်မှာစီးစိမ်ချမ်းသာတွေမမောနေလို့ရှိရင်တရားဓမ္မကိုသတိရဖို့လွယ်ပါအခုလူလောကမှာသူတော်ကောင်းတို့ဘယ်လောက်ပဲစင်တန်းပြီးဘယ်လောက်ချမ်းသာတရားဓမ္မဆိုရင်လာပြီးအားထုတ်ကြတယ်နှလုံးသွင်းကြတယ်အိမ်မှာအားထုတ်ကြတော်သေးတယ်နတ်ပြည်မှာကြတော့ချမ်းသာတက်တက်ကြီးခံစားနေကြသူမြမနတ်သားရဲ့နတ်သမီး900ပန်းခုနေနဲ့တန်းပြီးအဝေသိကြလားကျန်တဲ့နတ်သမီး900နဲ့သူမြမနတ်သားကြီးလည်းမကြခင်မဲ့အဝေသိရောက်သွားတော့မြတ်စွာဘုရားထံသွားတရားနာတော့မှနိယတရဘုဇာတပ္ပတာနိယတရနိယတံဝရနိယတရတပ္ပနိတက်ကသွတ်ထိန်ပတ္တာမိပါဏိနံဆိုတဲ့တရားနာလိုက်ရတော့မှအကုန်လုံးသောတာပန်ဖြစ်သွားလို့လွတ်သွားတာ
ဖះသာမရှိရင်သူတို့သွားမှာပဲသူတို့မှမွေ့လျော်ပျော်ပါနေအနှစ်90လောက်ကပန်းခုတာနဲ့အချိန်ကုန်အနှစ်450ကသူတို့ပန်းခုတဲ့လူကခုချွေချပန်းကောက်တဲ့လူကကောက်ပန်းကုန်းတွေဒီနတ်သားကြီးကိုသွားပြီးတော့ပန်းကုန်းတွေစွန့်သူတို့အနေနဲ့တော့ခဏလေးလူအနေနဲ့ပြောနှစ်350အသာလေးချိန်ကုန်သွားတယ်အခုလူလောကမှာ350မြတ်တရားအားထုတ်လိုက်ရင်တမက်တဖို့မရနိုင်ဘူးလားအဲ့တော့ကာမဂုဏ်တွေဟာမိလျော့ပေါ်ဆနေတယ်သူဆေးမှာဆိုအိတ်ဆေးထိုးလိုက်တဲ့အခါမှာဗမာသတိမြတော့အိတ်ပြောသွားတယ်ကာမဂုဏ်တွေကဓာတ်တဲ့ပုတ်ပြီးမပြင်းထန်ဘူးလားအကုန်လုံးမိတ်သွားတာပဲတဲ့လောကကြီးအကုန်လုံးမိတ်သွားတာအဲ့လိုမိပါများတဲ့အခါကျတော့အတက်ကကြီးတာတဲ့နောက်တတိယတဲ့အချိန်ကျတော့အချိန်မရတော့နေဝင်မှုနည်းနည်းလေးပဲကြံတော့အဲ့ကြတော့ဘာမှလုပ်လို့မရတော့အဲ့ဒါနဲ့ပဲသေသွားတော့များသောအားဖြင့်ပယ်လေးပါမရောက်ကြဘူးလားအဲ့ဒါဘာလဲကာမဂုဏ်ကြီးရဲ့လွှမ်းမိုးမှုမလားအခုဒီမှာအာဇာနည်တွေကဒီမှာဒုံလဘတ်တွေဝတ်ကြတယ်အချို့လည်းမထွက်ကြဘူးဒါအာဇာနည်တွေပဲအမှန်တရားကိုနည်းနည်းတဲ့ဓာတ်သဘောတွေကိုနည်းနည်းစွာဆင်ញင်တယ်လို့မှန်ကန်သိတာနည်းနည်းမဆင်ញင်နိုင်တဲ့လူကသိပါမလားကာမဂုဏ်နဲ့ပဲပြောနေတာပဲပြောရင်နဲ့မိုးလဲချုပ်ကောဝမ်းနဲ့ပက်လဲနဲ့ခွဲကြအဲ့လိုကာမဂုဏ်နဲ့အပြစ်ဟောလိုက်တဲ့အခါကျတော့သူစိစိမ်ချမ်းသာတယ်မမောတော့တရားဓမ္မဒီတန်လင်အားကိုရပဲတရားပေါ်မှာစိတ်ဝင်စားအဲ့တော့မှနိခမေအာနိတန္တကထာတရားအထုတ်ခြင်းရဲ့အကျိုးတရားတွေဆက်ဟောအဲ့ဒါပြီးတဲ့အခါကျတော့မှသုသစ္စာကထာသစ္စာလေးပါးမြတ်တရားတွေဆက်ဟောတယ်ကျွန်တော်ကောင်းတို့အထိုက်လျောက်ကြားဘူးနာပါရှိတာတို့ခုတရားဟောတရားနာနေတာယောက်ျားမိန်းမတွေလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးယုံနာဓမ္မဖြစ်လိုက်နဲ့အမြဲတမ်းပြောင်းလဲနှိမ့်ဆက်မနေဘူးလားအဲ့လိုပြောင်းလဲနှိမ့်ဆက်နေတဲ့အတွက်ခန္ဓာ၅ပါးယုံနာ2ပါးကိုဘာသစ္စာလို့ခေါ်မလဲခန္ဓာ၅ပါးကဘာသစ္စာတဏှာလောဘကဘာသစ္စာတတိပညာနဲ့တော်ကောင်းလို့အားထုတ်နေတယ်မလားအဲ့လိုရှုမှတ်ပွားများနေတဲ့တတိပညာမက္ကသစ္စာလို့ခေါ်တယ်တတိပညာကဘာသစ္စာတတိငါလောဘဒေါသတွေချုပ်မသွားဘူးလားအဲ့ဒါကိုနိရောဓလို့ခေါ်တယ်ကိလေသာတွေချုပ်သွားတာကဘာသစ္စာသစ္စာလေးပါးဒါအတူချုပ်ပေါ်ဗျာအဲ့လိုပြလိုက်တော့ခုနမှဥပါလိဟာတရားနာရင်နဲ့တခါတည်းသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားတော့မြတ်စွာဘုရားရိုးသေးရှိခိုးပြီးပြန်သွားသူတကားဆောင်တွေကိုမှားထားတယ်ဒီကဏ္ဍတွေလာလို့ရှိရင်တကားဖွင့်မပေးနဲ့တကားပိတ်ထားသံဃာတော်ရှင်မြတ်တွေကြွလာမှဝင်ခွင့်ပေးဆိုအဲ့ဒီတရင်ကိုပြန့်နှံ့သွားတော့ဒီကတပတ်ကြီးကကိုယ်တိုင်သွားစုံစမ်းမယ်ဆိုသွားတော့တကားပိတ်ထားတယ်သူလည်းမဝင်ရဘူးအဲ့နဲ့သူဆရာဖြစ်တဲ့နိဂန္ဓနာတဗုဒ္ဓစီသွားကျိုးကြောင်းသွားပြောတာမဖြစ်နိုင်ဘူးဥပါလိကသာဆရာဖြစ်ရမယ်ဘုဒ္ဓတိသူကဥပါလိကိုရှင်ကြီးကောရမကိုနိုင်မယ်သူကဒီလိုတွေ့တယ်သူတကယ်သွားတဲ့အခါကျသူ့ဘာတကားပိတ်တာသူကြောင့်ဆရာရင်းမယ်ဆိုဖွင့်တော့ပေးတယ်အလဲကောင်းမှာအိမ်ပေါ်အထိမပိတ်မဲနဲ့အစလုံးကအိမ်ပေါ်မှာအိမ်ဦးကမ်းမှာထားတာအလဲကောင်းမှာနေရာတွေခင်းထားတယ်နေရာခင်းပြီးတော့ဥပါလိကအကောင်းဆုံးနေရာမှာထိုင်နေသူကသောတာပန်ဖြစ်သွားပြီလေအမှန်တရားတွေသိသွားအဲ့တော့နိဂန္ဓနာတဗုဒ္ဓကိုလာတဲ့ကသင်တို့ကြိုက်တဲ့နေရာမှာထိုင်ပါသူကလည်းရှက်လဲရှက်ဒေါသလည်းဖြစ်တာဥပါလိသင်ယူနေသလားဘယ်လိုဖြစ်တာလဲသင်ဝါဒတင်မယ်လို့ပြောပြီးတော့အခုဝါဒတဘိုးကြီးတင်အစွတ်ခံရပါလားသင်ရှင်ကြီးဂေါရမရဲ့စိတ်ညှို့ခံရပါလားရှင်ကြီးဂေါရမရဲ့စိတ်ညှို့ဟာအမတန်ကောင်းပါတယ်ကျွန်ုပ်တင်မဟုတ်ဘူးကျွန်တော်ရဲ့သားမယားတွေရောဆွေမျိုးတွေရောတကဘာအလုံးမြတ်စွာဘုရားရဲ့စိတ်ညှို့ပြန်နေညှို့လိုက်လို့ရှိရင်အကုန်လုံးချမ်းသာမှာအမတန်ကောင်းပါတယ်အဲ့တော့နိဂန္ဓနာတဗုဒ္ဓရှင်မြင်တဲ့ကွာအတိုင်းလူပြည်သားတွေအားလုံးဟာဥပါလိကငါတပည့်လို့သိတယ်အခုသင်ဘလူတပည့်လဲအဲ့တော့မှဥပါလိကထားပြီးတော့အခုမှတစ်ဖက်ကလေးကိုတင်ပြီးတော့မြတ်စွာဘုရားဘက်ကိုမြတ်စွာဘုရားရှိတော်မူရာကြောင်းကိုဥညွတ်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေသောဘဝဣတိပိအရဟံသောဘဝဣတိပိသမ္မာသမ္ဗုဒ္ဓအဲ့ဒီဂုဏ်တော်တွေရွတ်ဖတ်တဲ့ပူဇော်တော့တခါနိဂန္ဓနာတဗုဒ္ဓဟာ
Manalu Demo, Tugo, Lumia de Lupio, Yasofia, Shikudan Jar, Zumanino, Alimate, Ubalia of Bafedale, Tota and Didale, by a swan valley. Say yes, to the owner of Bong and Noah, Mesa 18, no? To Yasofia, to the owner of Bong and to the only in Nalia, 6 1 job, who do sing any Bafedale? To the owner leve, Judah Bonia Atome, so ye, or the added the sins in depth with a million punya and Himiana Ula. Hey, Mita Bobby Dania, alone that the Wadui, Dian Kinya Bazi, they sing Kinya Bazi, Kusin Kinya Bazi. Jama Chana Kukana Gong Zua Song Yue Song Xiao Nai Nya Ba Zi Alo Nadi Wadui Dian Kinya Ba Zi Xin Ye Kinya Ba Zi Kusin Kinya Bazi Jama Chana Kukana Gong Zua Song Yue Song Xiao Nai Nya Bazi Alo Yogi Dui Dian Kinya Bazi Say Kinya Bazi Kusin Kinya Bazi Jama Chana Kukana Gong Zua Song Yue Song Xiao Nai Nya Bazi Mita Lugo Kama Dilo Tabatani Du Niveyo Paratha Atha Mesan Dokan De Midin Sabawaye Mita Lugo Mita Api Miado Kama Dilo Dikano Lijin Shido Yopoglo Chin Pogodi Tabatani Du Lozo No Yatana Runai Nebeyo Biyan Kimba Chanaya Di Hodi Sinlimadwi Pibabi Parata Ata Mesan Do Durbaye Ju Miye Ju Nabagu Lulado Dudi Kante Mitinsa Dikani Midata Jimo Pawaye Pamatata Wanya Atu Jagonya Dri